Hello နေလေချက်ကြပါမယ်ဟင်းကဦးညကျင်နေတဲ့ကြက်သားကိုခရမ်းချင်တည်ရဲ့အနှစ်လုပ်ပြီးတော့အဆက်ချက်မလားလို့ဖာအစားစာအတုံးလေးဖြစ်အောင်လုပ်ပါမယ်ဒီလိုမျိုးစားထည့်ပါမယ်ပြီးရင်အချိုးမုန်းထည့်ပါမယ် garlic powder ထည့်ပါမယ်ရောင်သွင်းမှုပေါ့နော်ဒီဟာ ground pepper နည်းနည်းလေးထည့်ပါမယ်ထည့်နေပါမယ်ခရမ်းချင်တည်နည်းနည်းကြီးတစ်လုံးဆိုရမယ်ဒီလိုအတုံးတီးလေးမယုတ်တီးတော့ချန်ထားတယ်ကြက်သွန်ဖြူကြောလုံးမယ်ပေါ့နော်ပန်းနဲ့ကြာရည်လေးနည်းနည်းထည့်ပြီးချီလီကက်ချက်ပြီးနည်းနည်းလေးထည့်ဒီလိုအခြေအနေလေးဖြစ်နေပါပြီအနှစ်ကလေးလေးရလာပြီပေါ့နော်ဆိုရင်ဒီလိုကြက်သားအဆက်ချက်လေးနဲ့ BB ကွန်ကြော်လေးနဲ့ထားလိုက်ပါဦးမယ်